အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ရဲ့ lady လေးတွေနဲ့အတူ Facebook page admin ထဲနီးလေးရှင်းပြတင်ဆက်ပေးတော့ပါမယ်ခင်ဗျာ level အပေါ်ထောင်းက menu ကိုနှိပ်ပါ setting and privacy ကိုနှိပ်ပြီး setting ထဲသို့ဝင်ပါအောက်ကိုဆွဲပါ page setup ကိုနှိပ်ပါ page access ကိုထပ်မိတ်ပါညာဘက်အပေါ်တောင်က add new ကိုနှိပ်ပါ next ကိုနှိပ်ပါ search bar မှာ admin ထားမိအကောင့်နာမည်ကိုရိုက်ထည့်ပါ အကောင့်ကိုတွေ့လင်နှိပ်လိုက်ပါ admin ပေးမိချစ်ဒီအကြညာဘက်အောက်တောင်က full control ခလုတ်လေးကိုဖွင့်ပေးရပါမည် give access ဆိုတဲ့အပြာရောင်ခလုတ်လေးကိုနှိပ်ပါကို account password ကိုထည့်ပြီး confirm ကိုနှိပ်ပါသင် Facebook အကောင့်နဲ့ချိတ်ဆက်ထားသော Gmail သို့မဟုတ်ဖုန်းနံပါတ်ထဲသို့ကုတ်ပို့ပေးပါလိမ့်မည်ပေးပို့လာသောကုတ်နံပါတ်ရှစ်လုံးကိုရယူပြီးထည့်သွင်းပေးပါ Continue ကိုဆက်နှိပ်ပါ Confirm ကိုနှိပ်ပါအခုလိုလေးပေါ်လာပြီဆိုမိမိထည့်သွင်းထားသော admin အကောင့်ပေါ်မှာလက်ခံပေးရပါမည် admin invite ထားသောအကောင့်မှာ notification tab ထဲသို့ဝင်ပါယခုလို page နံပါတ်နဲ့ invitation စာသားကိုတွေ့လင်နှိပ်လိုက်ပါ review invite ဆိုတဲ့အပြာရောင်ခလုံးလေးကိုနှိပ်ပါ next ကိုနှိပ်ပါ accept ဆိုတဲ့အပြာရောင်ခလုတ်လေးကိုနှိပ်ပါအခုလိုလေးပေါ်လာလင် admin ထည့်သွင်းခြင်းနဲ့လက်ခံခြင်းအောင်မြင်ပါပြီအားလုံးအဆင်ပြေကြပါစေနားမလည်တာရှိရင်လည်းဗီဒီယိုအောက်မှာ comment လေးချန်ခဲ့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာနေ့စဉ်ကြုံတွေ့နေရတဲ့ဤပညာအခက်အခဲများကိုရှင်းပြတင်ဆက်ပေးတော့မှချစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe ပြုလုပ်ပြီးအားပေးကြပါဦးခင်ဗျာ